Hello မင်္ဂလာပါကျွန်တော်ဒီနေ့ဒီ pricing လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးချင်ပါတယ်အတော်များများကတော့နားလည်ပြီးသားဖြစ်မှာပါတချို့နည်းနည်းသိနားမလည်ဘူးဆိုတော့ customer လေးတွေရှိလို့ပါတခါတည်းကျွန်တော် clear ဖြစ်အောင်ရှင်းပြပေးချင်လို့ပေါ့နော် pancake ကကျွန်တော်တို့ part connection နဲ့ယူပါတယ် connection ဆိုတာကတော့ကျွန်တော်တို့ page ကိုပြောတယ်ပေါ့နော်ဥပမာ one connection ဆိုရင် one page ဆိုတာဘယ်လိုမျိုးလဲဆိုတော့ Facebook တစ်ခုဆိုရင်ဒါ one page TikTok တစ်ခုဆိုရင် one page TikTok တစ်ခု Facebook တစ်ခုဆိုရင် two page ဖြစ်သွားမယ် TikTok တစ်ခု Facebook တစ်ခု Telegram တစ်ခုဆိုလို့ရှိရင် three page ဖြစ်သွားမယ်เนาะ user လို့ပြောရင်တော့ဒါကျွန်တော်တို့ admin ကိုပြောတာအသုံးပြုနိုင်တဲ့ admin အရေးအတွက်ကိုပြောတာကျွန်တော်တို့ဒီမှာဒီ package လေးတွေရှိတယ်ပေါ့နော်ဒီ package လေးတွေမှာဒေါ်လာလေးနဲ့ပြထားတယ်ဈေးတွေကဒီ Vietnam သူတို့နိုင်ငံကလွယ်လို့တခြားနိုင်ငံကဒီဈေးတွေပဲသူတို့ Vietnam နိုင်ငံမှာတော့ဈေးနည်းနည်းပိုကြီးပါတယ်နော်ဒီတခြားအာရှနိုင်ငံတွေနဲ့ဒီ Latin America နိုင်ငံတွေကဒီဈေးပါပဲပြီးတော့ဒီမှာကျွန်တော်တို့ custom plan ယူလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီမှာ one connection ဆိုတာ page တစ်ခုအသုံးပြုခွင့်ရှိမယ် one connection တစ်ခုရှိမယ်ကြိုက်တာကိုသုံး TikTok ကိုသုံးပါလား Facebook သုံးပါလားကျွန်တော်တို့ခွင့်ပြုထားတာကြိုက်တာကိုသုံးကျွန်တော်တို့ရှိတ်လို့ရတာကြိုက်တဲ့ platform ကိုသုံး one connection ရမယ် three user ဒါကတော့လွယ်တယ် admin တွေကို user လို့ပြောတယ် admin 3ယောက်အနည်းဆုံး3ယောက်ကနေစလာတယ်ကိုအလုံးမှာ admin က4ယောက်ထားရမယ်5ယောက်ထားရမယ်ဆိုရင်5 user 4 user ဖြစ်မယ်ပေါ့နော်ပြီးတော့အောက်က duration ဒါဘယ်နှလယူမလဲပေါ့နော်ကျွန်တော်တို့ဒီမှာရွေးလို့ရတယ် package လေးလည်းရှိတယ်မဟုတ်ဘူးကိုက custom plan ရွေးခြင်းလည်းရတယ်နော်ဒီမှာကျွန်တော်တို့ connection ရွေးပေးမယ်ဒီမှာကျွန်တော်တို့ user အနည်းဆုံး3ယောက်ပြီးရင်ကျွန်တော်တို့ဒီမှာ3လနေစယူလို့ရတယ်ကိုတိုင်း credit card တွေ visa တွေ master တွေထည့်ပြီးဝယ်လို့လည်းရပါတယ်ဒီဈေးပါပဲမဟုတ်ဘူးကျွန်တော်တို့ credit တွေဒီ visa တွေ master တွေကအဆင်မပြေလို့KP နဲ့ရှင်းချင်တယ်ဆိုလဲလက်ရှိပေါက်ဈေးနဲ့ကျွန်တော်မြှောက်ပြီးတော့လက်ခံပေးပါတယ်ပြီးတော့ဒီမှာတစ်ချက်သတိထားဖို့ရှိပါတယ် Instagram ဆိုရင်ကျွန်တော်တို့ two connections လို့ကောက်ပါတယ်အဲ့တော့ Facebook page တစ်ခုရှိမယ် Instagram တစ်ခုရှိမယ်ဆိုရင်တစ်ခုသုံးမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ three connection ဖြစ်သွားပါလိမ့်မယ်ပြီးတော့ဒီမှာကျွန်တော်တို့က connection တွေများလာမယ် user တွေများလာမယ်ဒီ duration တွေများလာမယ်ဆိုဈေးကအလိုလိုလျော့သွားပါတယ်ဥပမာဒီမှာပေါ့နော်ဒီမှာဒီ one connection 3 user ကိုပဲ 25.9 ဆိုပေမဲ့ကျွန်တော်3လ 25.9 ဒေါ်လာကျပဲဆိုပေမဲ့6လဆိုရင်ကျွန်တော်တို့က50မကျော်ပါဘူးเนาะတကယ်ပုံမှန်အဖြစ်ဆိုရင် 25.9 ဆိုရင်50ဟိုဘက်က18ဆို6 50နဲ့6လောက်တော့ကျမှာဟုတ်50နဲ့8လောက်တော့ကျမှာဟုတ်ဆိုတော့ဒီမှာ49.1ပဲတော့ကျမယ်အဲ့ဒီလိုပဲသူ့ရဲ့ပြောင်းမြန်မယ်ကျွန်တော်တို့ဒါတွေတိုးသွားရင်လည်းဈေးကြီးသွားမယ်ပေါ့နော်two connection ဆိုကျွန်မဒေါ်လာ40ဖြစ်သွားမယ်4 user ဆိုရင်54ဖြစ်မယ်1 connection ပြန်ရှုံးရင်ဒီမှာဒီဈေးပေါ့နော်ဒါစိတ်ကြိုက်ယူလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီမှာ3 user 1 connection 3လက 25.9 ဆိုတော့ကျွန်တော်တို့ဒီမှာ2 connection ယူလိုက်ရင်50မကျော်ပါဘူးဆိုတော့သူ automatic ချော့ပေးပြီးသားပါ system ကကျွန်တော်နားလည်မယ်လို့ယူဆပါတယ်ပြီးတော့ကျွန်တော် customer တွေကိုတခါတည်းပေါ့နော်ကျွန်တော်ဒီမှာ package ရွယ်တယ်14ရက်စမ်းသုံးလို့ရတယ်သုံးပြီးသွားပြီဆိုရင် KB နဲ့ရှင်းမယ်ဆိုရင်ကျွန်တော်ကိုဒီစာမျက်နှာလေးပို့ပေးဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ကဒီက email နဲ့ ID လေးလိုချင်တာဖြစ်တယ်နော်အဲ့ဒါကဘယ်လိုသွားရလဲဆိုရင် dashboard ကနေလည်းသွားလို့ရတယ်ကျွန်တော်တို့ရဲ့ profile လေးကိုနှိပ်လိုက်အောင်မယ်ဆိုတော့ဒီဟာလေးရဲ့ screenshot လေးကျွန်တော်ကို message box မှာပို့ပေးပြီးတော့ဝယ်လို့ရပါတယ်ပို့ပေးပြီးတာနဲ့ကျွန်တော်တို့တခါတည်းဖြည့်ပေးလိုက်တဲ့နေ့ဒီမှာဘယ်နှစ်ရက်ကြံမလဲပေါ့နော်ဘယ်လောက်ခွင့်ပြုလဲဆိုတာတခါတည်းပေါ်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်